အားလုံးပဲမင်္ဂလာပါဗျာနိုင်ငံတော်အကြီးအကဲများနဲ့တကွကြွားရောက်လာကြတဲ့လူကြီးမင်းများကျွန်တော်တို့ရုပ်ရှင်အတတ်ပညာရှင်အနုပညာရှင်များအကယ်ဒမီအတွက်အကဲဖြတ်ပြီးတဲ့ဘုတ်ဖွဲ့ဝင်များကျွန်တော်ချစ်တော်ပရိသတ်များအမျိုးမျိုးနေမှာ TV ဖန်သားပြန်နေကြည်နေတဲ့နေမျိုးရဲ့အနုပညာချစ်တဲ့ပရိသတ်များကိုဒီနေရာနေကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျာဟုတ်ကဲ့ပါမြစ်လက်တဲ့အဖွဲ့သားများကိုလည်းအရန်ကိုကျေးဇူးတင်ပါတယ်ဒရိုက်တာ PK စံညွန်းရေးဆရာမစာရေးဆရာဆောင်လူလင်းမြင့်လက်တဲ့ပြမဲ့ရေးစီးကကျန်းတယ်ဆိုတဲ့စကားတွေမှာပေါဝင်ကြခဲ့တရုတ်ဆောင်များကျွန်တော်ချစ်တော်ညီကိုများကျွန်တော်ဒီညနေကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျာကျွန်တော်တငယ်ချင်းဖြစ်စီခြင်းနဲ့ကျွန်တော်အကယ်ဒမီရွှေစွန်းရုပ်ထုကိုရခဲ့ပါပြီဗျာအဲ့အတွက်လည်းကျွန်တော်တငယ်ချင်းကိုအရန်ကိုကျေးဇူးတင်ပါတယ်တငယ်ချင်းနေတို့ကျေးဇူးတင်ပါတယ်ဗျာကျွန်တော်အနုပညာတက်တန်းနှစ်30ပြည့်ခဲ့ပါပြီကျွန်တော်အနုပညာတက်တန်းနှစ်30အတွင်းမှာကျွန်တော်နောက်ကနေပြီးတော့မညီမညူပဲနဲ့ကျွန်တော်ရဲ့အနုပညာနဲ့ပတ်သက်ပြီးနောက်ကဝေယဝစ္စလိုက်လုပ်ပေးတဲ့ကျွန်တော်ချစ်တော်အယုတုံးကြီးကျွန်တော်ရဲ့အာပြေးစိန်ကိုလည်းကျေးဇူးတင်ပါတယ်လို့ကျွန်တော်သားနဲ့သမီးလည်းပြောနေလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဗျာကျေးဇူးတင်ထိုက်တဲ့သူအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ဗျာကျေးဇူးတင်စကားပြောကြားပေးပါတော့အကောင်းဆုံးအမျိုးသားဇက်ပို့ဆုရှင်အကယ်ဒမီနေ